ပန်းလောင်မြစ်ထဲကိုစီးဝင်နေတဲ့မောင်းကွေးရေတကုံမှာဒီနေရာလေးကမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အစပ်တနေရာပေါ့မန္တလေးတိုင်းဒေသကြီးကုမဲမြို့အနီးမှာတည်ရှိတာပါဘယ်လိုသွားရမလဲဆိုရင်ပန်းလောင်လေစီးစီကိုရောက်ဖို့ရန်ကုန်ကပဲလာမန္တလေးဘက်ကပဲလာရန်ကုန်မန္တလေးလမ်းဟောင်းကုမဲမြို့22မိုင်လမ်းခွဲအတိုင်းအတွင်းထဲကိုတနားရီကျော်လောက်ကြာအောင်မောင်းဝင်လာခဲ့ရမှာပါဒီလမ်းဘေးမှာပဲရှိရဲ့ကင်တာရေလွဲဆဲရဲ့ပိန်နေပင်ရွာကပိန်နေပင်ကျိုးတရားကိုလည်းဝင်လဲခဲ့ပါသေးတယ်ရေကုန်နေစီသွားဖို့အတွက်ဒီပိန်နေပင်ကျိုးတရားလေစိတ်ကနေလည်းဆက်လက်စားစီလို့ရတယ်ပန်းလောင်အီကိုလောနဲ့ကြိုချိတ်ထားတဲ့သူတွေကအဲအီကိုလောလေစိတ်ကနေလည်းသွားလို့ရတယ်ပေါ့နော်နင်းငယ်တို့ကတော့ပန်းလောင်စတာနဲ့သွားမှာဆိုရှိနေဆက်သွားပြီးရင်လေစိတ်ကိုဆင်ပါမယ်ဒီနေရာလေးကပန်းလောင်စတာမှာရှိတဲ့နှွေးငယ်အကြိုက်ဆုံးနေရာလေးပေါ့မြစ်ရဲ့အရှိဘက်ချမ်းကရှမ်းတောင်တန်းကြီးကိုလည်းလမ်းမြင်နေရတယ်မြစ်ကျောကလည်းဒီနားလေးမှာအကွေ့ကောက်လေးတွေနဲ့ဆိုတော့ဒီထိုင်ကုန်လေးမှာထိုင်ပြီးတော့ငေးချင်ငေးဆွေးချင်ဆွေးလို့ကောင်းတဲ့နေရာလေးပါ view တော်တော်လေးလာပါတယ်ဒီနားလေးကအခုနွေးငယ်တို့ပန်းလောင်စတာလေးစိတ်ကနေရေတကုံနေစီကိုဆက်သွားကြပါမယ်လေစီကအတော်အပြန်တယောက်ကို1000ခွဲချက်ပါအပြန်စားဖို့အတွက်အစားတောက်တွေလည်းဒီမှာမှာခဲ့လို့ရပါတယ်ရေဒီကွန်တေးသေးလေးတွေကတော့ဘယ်ညာ3-4ခုထက်မနဲ့တွေးခဲ့ရတယ်ပေါ့နော်။ငငယ်တို့လာတဲ့အချိန်ကစောင်းဝါတီဆိုတော့ရေနှဲနေတဲ့အချိန်ဖြစ်နေရပေါ့မိုးရသည်ဆိုရင်တော့အခုမြင်နေရတဲ့တောင်နံရံတွေကနေရေဒီကွန်တွေကဖြာပြီးတော့ဖက်ဖက်ကိုကြာနေရအခုထက်ကိုပို့ပြီးတော့လာရလို့ဆက်လေးစရာပြောပြပါရယ်အခုကတော့ရေနှဲနေရပေါ့နော်။ရှီနာမှာတော့မောင်ကွေးရေတကုံကိုရောက်ပါပြီဒါပေမဲ့ဆက်လီစရာဒီမောင်ကွေးရေတကုံကိုကြော်ပြီးတော့ပန်းလောင်မြေကျောင်းတစ်လျှောက်ကိုထပ်ပြီးတော့လိုက်ပြပေးပါသေးအပြန်ကြမှာဒါမောင်ကွေးရေတကုံကိုဝင်နေပေါ့နော်ဆက်လီစီရချိန်ကအတော်မိနစ်20အပြန်မိနစ်20လောက်ကြာပါတယ်ရေတကုံမှာကြိုက်တဲ့လောက်ရေဆော့ကြိုက်တဲ့လောက်နာညနေမှပြန်မယ်ဆိုလဲစောင့်ပေးမယ်လို့ပန်းလောင်စတာလူတွေကပြောပါတယ်အရန်ကိုသဘောကောင်းကြပါတယ်ငငယ်တို့ကတော့ရေတကုံအခြေထိရအောင်ရေကူးသွားကြပါတယ်ရေကကြည်စိမ့်ပြီးတော့တော်တော်လှပါတယ်ရေလဲတော်တော်နှက်တယ်ဒါပေမဲ့life jacket တွေဝတ်ထားတော့ရေမကူးတက်လည်းအဆင်ပြေပါတယ်။ငွေငယ်တို့သွားတဲ့ကာလာတွေကရေသိမ့်မစီဘူးပေါ့နော်။အဲ့တော့စလီပေါ်ကနေခုံချပြီးတော့ရေမျောတဲ့ activity အဲ့လိုမျိုးတွေတော့မလုပ်ခဲ့ရပါဘူး။ပန်းလောင်ရဲ့မိုးနှောင်းရာသီအလှကိုမြင်ရဖို့အတွက်နောက်တစ်ခေါက်ထပ်လာခဲ့ပါအောင်မယ်။သွားရတာတန်လားလို့မေးရင်ငွေငယ်ကတော့တောတောင်ရေတကုံတွေကိုအရန်စိုက်တဲ့သူဖြစ်တဲ့အတွက်အရန်ကိုတန်ပါတယ်။ပန်းလောင်ကိုလာမယ်ဆိုရင်ဒီဒေသခံ service ပေးနေတဲ့သူတွေနဲ့ထိုင်ရဲချိတ်ဆက်ပြီးတော့လည်းလာလို့ရတယ်။ရန်ကုန်တို့မန္တလေးတို့ကဆိုရင်ပန်းလောင်ခီးစဉ်တွေကိုစီစဉ်ပေးနေတဲ့ travel and tours တွေရှိရပေါ့နော်အဲ့ဒီလိုလာရင်လည်းရပါတယ်ပန်းလောင်ကအရန်လှတယ်ဆိုတာတော့ 100% recommend ပေးပါတယ် Adventure Holidays ပိုင်းတွေရဲ့ဗီဒီယိုတွေကိုကြည့်ပြီးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်မကတော့နှွေးငယ်ပါရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်